အရသာကတော့ဘယ်လိုပြောရမလဲချောကလက်ကောင်းကောင်းစားဖို့တဲ့လူတွေဆိုရင်တော့ဒီရသာကိုကြိုက်မှာမဟုတ်ဘူးပေါ့နော်8000တန်တဲ့ချောကလက်ကို13000ပေးပြီးဝယ်စားလာတာအရသာတော့တန်ရင်လားဆိုတော့ရောင်းတဲ့သူကတော့ကောင်းတယ်ပြောတာပဲစားတဲ့သူထဲမှာကောင်းတယ်ပြောရရှိသလိုမကောင်းတယ်ပြောတဲ့လူလည်းရှိအဲ့တော့တကယ်ကောင်းကောင်းသိအောင်ပဲဝယ်စားလိုက်တော့မယ်အရင်ဆုံးဖောက်လိုက်တာမှလည်းမဲ့အရေတွေကပျော်နေဒါတော့မှကျမရေခဲတရာရဲ့ထည့်ထားတာနော်ဒီချောကလက်ကိုချောကလက်ကတော့နေပြင်းလို့ပျော်သွားပြီမဲ့ဗလက်တိုင်းမှာတော့ချောကလက်မစားရတဲ့သူတွေကတော့မပျော်ပါဘူးတဲ့ရှင်ကြော်ညာထဲမှာပြတဲ့အတိုင်းတော့အတုံးလှလှလေးတော့ထွက်မလာတော့ပါဘူးအခုမှအပြင်ကိုလည်းဖိတ်လို့ဖိတ်နေအပြင်ဖိတ်တဲ့ဟာလေးတွေလည်းအနှမျောလို့စားလိုက်သေးတယ်သူများရဲ့ချိုးပြသလိုမျိုးကွာအလဲကနေထပ်ပိုင်းချိုးပြီးလှတပတာလေးစားခြင်းပဲလေချောကလက်ရဲ့ရုပ်ကဒီမှာကြည့်အောင်ဘလို့ပဲဖြစ်ဖြစ်ဝယ်လာမိပြီဆိုတော့စားရတာတော့စားရမှာပဲလေအရသာကတော့ဘလို့ပြောရမလဲချောကလက်ကောင်းကောင်းစားဖို့တဲ့လူတွေဆိုရင်တော့ဒီရသာကိုကြိုက်မှာမဟုတ်ဘူးပေါ့နော်ချောကလက်နဲ့အထဲထဲကခောက်ဆဲကြောက်ဖက်နဲ့ကဘာမှအောင်မဆိုင်တာခောက်ဆဲကြောက်လည်းမဟုတ်ကြာတန်ကြောက်လားအေးအဲ့လိုမျိုးပဲကွာဝါးလိုက်ရင်တော့ကျွတ်လေးဖြစ်တယ်ကိုစီရောက်လာရင်တော့ရေခဲတရာထဲမှာထားပြီးစားရင်ကောင်းတယ်ဒါပေမဲ့ဘာဖြစ်လို့အရေးပြောနေလဲဆိုတော့ကိုစီမရောက်ခင်တည်းကပျော်နေတာသူ့ရဲ့အားနည်းချက်ကခဏလေးနဲ့အရေးပြောတတ်တာဆိုတော့ကိုကောင်မလေးကိုလက်ဆောင်ပေးမယ်ဆိုရင်တော့အဆင်မပြေဘူးချောကလက်အရေးပြောတော့ကြီးသွားပေးမိလို့မျက်နှာမရ6ရောက်ရနေလိမ့်မယ်ကိုကတော့ဝယ်စားကြည့်ပြီးအရသာမကြိုက်ဘူးဒီဈေးတန်းဝင်းညမှာတခြားစားကောင်းတဲ့စိတ်လေးတွေအများကြီးရှိတယ်စုံထိကြည့်ပေးလို့ကျေးဇူးပါ bye